ဖြစ်ဒီပါဘူးတတယောက်ပြန်လန်းမမျောနေမလားဖိနေနေမိသားစုစုံလင်စွာနေချင်တာဘောလောကလည်းမှာမပြည့်စုံတဲ့တာတို့ဘဝမှာအဲ့တော့ဝေးရမှမပြောလဲနေရတာတိတ်မကြဘူးတော့ရောက်ပြန်ခဲ့မှာမိသားစုတွေဝိုင်းရည်လေးတမင်လဲစုံလေးစားကြလာပါပြီတသိန်းတို့ကပါဆိုတာမိမနာလားမခဏလားပါဗျာကညမကိုအတူတူရဲ့အကောင်းဆုံးဖြစ်အောင်ဒါကြိုးစားပါမယ်ကိုယ်နိုင်မိကြည့်လို့ရှိကြီးတွေကျမ်းမာရေးစင်ရုပ်စိတ်ပါဒါလေးဝေးကဦးထိပ်ပံလေးရပါအခွင့်တာကြီးတာရောက်ပြန်ခဲ့မှာစားကြလာပါပြီတသိန်းတို့ကပါဆိုတာမိမနာလားမခဏလားပါဗျာကညမကိုအတူတူရဲ့အကောင်းဆုံးဖြစ်အောင်ဒါကြိုးစားပါမယ်သူလည်းမိမိကြည့်လို့ရှိကြီးတွေကျမ်းမာရေးစင်ရုပ်စိတ်ပါဒါလေးဝေးကဦးထိပ်ပံလေးရပါအခွင့်တာကြီးတာရောက်